မိတ်ဆွေက United ပြည်သက်တယောက်ဆိုရင်တော့ခု Wayne လုပ်ပြနေတဲ့အမူအရာကိုမြင်လိုက်တာနဲ့ဘယ်အဖြစ်အပျက်ကိုရည်ညွှန်းနေဆိုတာတန်းသိကြမှာပါ Ferguson လက်ထက်အသင်းရဲ့ TV program တစ်ခုမှတွေ့ရတဲ့ဒီအဖြစ်အပျက်လေးက United ပြည်သက်တွေပို့တော့အတိတ်ကိုလွမ်းစရာပါဒါကဘေးလီဖော်ရတဲ့အစီအစဉ်တစ်ခုပါတဲနေတို့ရဲ့ဂန်ဝင်တိုက်စစ်မှုကြီးတရုတ်ပြပေးရမယ့်ရုပ်ရှင်ဇာတ်လမ်းက Band It Like ပကံဖြစ်ပါတယ်ဒီအစီအစဉ်ရိုက်ကူးချိန်မှာနီးပြကြီး Ferguson လေးရှိနေခဲ့ပါတယ်ပကံရဲ့ကျောင်းနံပါတ်ဖြစ်တဲ့နံပါတ်7ကိုပုံဖော်ပေးလိုက်ရုံနဲ့ပကံဆိုတာကိုရောရိုနီပြောပြခြင်းနဲ့စကားနာမည်ကိုပါ Evan နဲ့ Git တို့ကတွေးမိပုံမရသေးပါဘူးဒီတော့ညံကောင်းတဲ့ကျွန်တော်တို့ရဲ့ Wayne ကချက်ချင်းပဲတကွက်ပြလိုက်ပါတယ်သူတို့နားမှာရှိနေတဲ့ညီးပြကြီးကိုညွှန်ပြလိုက်ပါတယ်ပြီးတော့6ရောက်ကကန်တဲ့ဟန်လုပ်ပြတယ်မျက်ခုံးကိုထပ်ပြပါတယ်အဲ့ဒီအချိန်မှာဖြစ်သွားတဲ့ Ferguson Evan နဲ့ Ryan Git တို့ရဲ့မျက်နှာအမူအရာတွေကချစ်ဖို့ကောင်းပါတယ်သူတို့ပြင်တော့ညီးပြကြီးက Ferguson နဲ့ Back တို့ရဲ့ကြားကနာမည်ကျော်ဖက်နှက်ပြန်ကိစ္စကိုရည်ညွှန်းနေတယ်ဆိုတာသူတို့သဘောပေါက်လိုက်ကြလို့ပါပြီးတော့ Rooney ပြောပြခြင်းနေတဲ့ရုပ်ရှင်ဇာတ်လမ်းနာမည်ကိုလည်းခံမှန်းနိုင်သွားကြပါတော့တယ်မိတ်ဆွေကအသက်30ကျော်လောက်ရှိနေပြီဆိုရင်အခုဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတဲ့အခါငယ်ငယ်တုန်းကခန်းနာခဲ့တဲ့ United ပြည်သက်ဖြစ်ခဲ့ရတဲ့အခြေအနေကိုပြန်လွမ်းမိသွားမယ်ဆိုတာရေးရေးကြီးပြောရပါတယ်ကျွန်တော်ကလည်း United ပြည်သက်တယောက်အနေနဲ့ကြီးပြင်းခဲ့သူမှုလို့ပါထွက်ရှိခဲ့တာနှစ်20ကျော်ကြာခဲ့ပြီဖြစ်တဲ့ Band It Like ပကံစကားကိုရောကြည့်ဘူးခဲ့ကြလားFergusonနဲ့ပကံတို့ကြားကဖက်နှက်ပြန်အကြောင်းကိုရောဘာတွေမှတ်မိနေလဲပြောခဲ့ကြလို့ရပါဘူး Try and do an action. I'm not. Try and do an action that sums up the whole thing. Oh, cancer now.